ဒီနေ့မှာတော့ကျွန်တော်မပြောဘဲကြာပြီဖြစ်တဲ့နိုင်ငံရေးအကြောင်းလေးနည်းနည်းပြောမယ်ဒီကာလအတွက်မှာဒီရှင်းနေဟိုပထမဆုံးစ join တဲ့သူတွေဆိုသိမှာပါကျွန်တော်ကနိုင်ငံရေးအကြောင်းတွေပဲစပြီးတော့ပြောကြတာဒါပေမဲ့မြန်မာနိုင်ငံမှာသိတဲ့အတိုင်းပဲအချိန်တွေကမြင်းနဲ့ပြောင်းလဲနေတယ်နိုင်ငံရေးတိုးတက်မှုတွေကပြောင်းလဲနေတယ်နောက်ပြီးတော့ဖိနှိပ်မှုတွေကလည်းများတဲ့အခါကျတော့ confusion ဆိုတော့ပြောလို့မရတဲ့ခိုက်တန်လို့ရှိရပါတော့ဟုတ်ပြီဒါဆိုဒီတစ်ခါကျွန်တော်ဗာပြောမှလေးဆိုတော့ဒီမြန်မာအစိုးရတက်ကပေါ့နော်မြန်မာအစိုးရတက်ကအာကန်အာမင်ကိုဘာလို့အပြည့်အထန်လိုက်တိုက်နေရတာလဲတခြား TNL တို့နော် KNA တို့ထက်သူ့ကိုပို့ပြီးတော့တိုက်တယ်နော်သူ့ကိုပို့ပြီးတော့တိုက်တယ်ဘာလို့တိုက်လဲဆိုတော့အကြောင်းရင်းတွေရှိတယ်နော်တခြား TNL တို့ KNA တို့တခြားတိုင်းသားအာမင်တွေကိုသူအဲ့လောက်ထိမတိုက်ဘူးတိုက်တော့တိုက်တယ်ဘုံကျဲရုံပဲဟိုမြေပြင်ထိုးစစ်ကကြတော့အဲ့လောက်ထိမထိုးနော်မြေပြင်ထိုးစစ်တွေကအဲ့လောက်ထိမထိုးဘူးအဲ့လောက်ထိပြောရမယ်ဆိုရင်ဟိုဖိပြီးတော့မတိုက်ဘူးဒီအေးဟိုဘာလို့တိုက်လဲဆိုတော့သူကအကြောင်းရင်းရှိတယ်နော်ဘာလို့လဲဆိုတော့အေးဆိုတာနောက်ဆုံးမှပေါ်လာတဲ့အဖွေးစေးလေးဖြစ်တယ်ဒါပေမဲ့ခုချိန်မှာသူ့ရဲ့ပါဝါကတော်တော်ကြီးနေတယ်ကြီးနေတော့ဘာဖြစ်လာလဲဆိုတော့နောက်ကနေပြီးတော့သူ့နောက်ကအဖွေးကလေးတွေနော်ခုနောက်ပိုင်းပေါ်လာတဲ့အဖွေးလေးတွေရောအရန်ကရှိနေတဲ့အဖွေးလေးတွေရောအများဟောမွန်ပြည်သက်တို့ဆိုရင်လေဟိုတွေကရှိနေတာလေအဲ့ဒီအဖွေးတွေကသူ့ကိုအတူယူလာကြတယ်သူ့ကိုအတူယူလာကြတယ်ဟာတကယ်တဲ့တကယ်ရတာပဲဆိုပြီးတော့မြန်လာကြတယ်နောက်ပြီးတော့အခုပေါ်လာတဲ့မျိုးစစ်တစ်တွေမှာမော်ကျွန်တော်ပြောရမယ်လို့ဂျန်ဇက်လို့ခေါ်ပြီးပေါ့နော်ဒီဂျန်ဇက်တွေကကြတော့ဟိုတုန်းကဆိုရင်နော်ဟို KNU လို့ရှိတယ်ဟာလားတခြားဟိုဟာဘိုးကြီးတွေရှိတယ်ဗျာဒီ KNU တို့ CNF တို့ဆိုကြားပြီးပေါ်တာကလားKNA လေးလိုပဲ KNA လေးပေါ်တာကြားပြီးသူတို့ကဒီအဖွေးတွေကိုအရင်ကဆိုရင်ပေါ့နော်ဒီအဖွေးတွေပဲရှိတယ်ဒီအဖွေးတွေပဲရှိတော့ဟိုဒီ BNA တော့ BNA စာမြန်မာဆိုတဲ့အထက်ကိုပြောတာနော်ဒီ BNA နဲ့တိတ်တဲ့အခါကျရင်မနိုင်ဘူးပေါ့အခုဆိုရင်လည်းနှစ်ပေါင်း60 90ကြာပါပြီမနိုင်ဘူးဆိုတော့လက်နဲ့ကင်ဒေါ်လာဆိုတာမနိုင်ပါဘူးပေါ့နော်ညင်းရှင်းမှာပဲသွားမှာပဲရမယ်ပေါ့ဒီကလည်းဒီဖွဲ့ကလည်းအဲ့လိုပဲ brain wash လောက်ရှင်းတာလေနော်အဲ့ဒီကဘာဖြစ်လာလဲဆိုတော့အခုနောက်ပိုင်းကသူတို့ကဘာကိုကြည့်လဲဆိုတော့ဒီအဖွဲ့ကိုကြည့်လာတယ်အေးကိုကြည့်လာတော့သူကနှစ်ပေါင်း10နှစ်ဆိုတာဗျာကလေးတယောက်တောင်မှလူလားမမြောက်ဘူးနှစ်ပေါင်း10နှစ်လောက်ထွန်းဆိုတာလေအေးလို့အချိန်မျိုးမှာနော်မြတ်စစ်9မျိုးနေမှာ14မျိုးနေ +1 ကိုတင်ထားနိုင်တယ်ဆိုတော့သူတို့အတွက်တို့ကိုအကြတူစရာတခုဖြစ်လာတယ်ကျန်တဲ့အသုံးမျိုးပေါ့နော်ကြောက်ပြီးတော့အစစ်တွေတော့မန်အောင်တို့ဆိုတာလေမန်အောင်တခုကလို့ရင်မန်အောင်ကကြတော့နည်းနည်းပြီးတန်းကျွမ်းဆန်တဲ့အခါကျတော့မန်အောင်ကနည်းနည်းတရားခဲလိုက်မယ်ဒီစစ်တွေတော့ကြောက်ပြီးတော့ဆိုတာကလည်းတရုတ်ရဲ့အကျိုးစီးပွားတွေအိန္ဒိယရဲ့အကျိုးစီးပွားတွေရှိနေလို့တော့သူကပြက်သားလုံးပုံရတယ်နော်အဲ့ဒါကျွန်တော်သိချပြောရတယ်ဒီကိစ္စဆိုရင်တခြားမျိုးတွေလောက်တရားခဲတဲ့မျိုးတွေမဟုတ်ဘူးဒါလေကဲဟုတ်ပြီအဲ့လိုဆိုသူတို့ကဒီဖွေးဝင်ပြီးတော့အားချလာတယ်အတူယူလာကြတယ်ဟုတ်ပြီဒီအဲ့တော့ဟိုဘာကြောင့်ပို့ပြီးတော့ဖိအားပေးရလဲဆိုရင်သူ့မှာကဘက်တစ်သမိုင်းကြောင်းဆိုင်ရာအရေးပါမှုတွေရှိတယ်သမိုင်းကြောင်းဆိုင်ရာအရေးပါမှုဆိုတာဘယ်လိုလဲဆိုတော့သူကရခိုင်ဆိုတာကခင်ဗျားတို့မြောက်ဦးတို့ကိုရောက်ပြီးရင်သိမယ်နော်ရခိုင်ဆိုတာကနေပြီးတော့ရှစ်ခေတ်ကမန်းနေပြီးတော့kingdom လို့ခေါ်တယ်နော်သူကဘာနဲ့တူလေးဆိုရင်ဟိုဟာပေါ့အခုဆိုရင်ဒီမန္တလေးတို့လိုမျိုး kingdoms နော်ဘယ်နေပြီးတော့လေအဲ့ဒီကဘာဖြစ်လဲဆိုဒီနေပြည်တော်နေရာတွေကအခုတရှိတယ်ဗျခင်ဗျားတို့ဟိုဝေတာလီတို့ဘက်ကိုသွားကြည့်ရင်လည်းတီးရတယ်ဝေတာလီနန်းတို့ဆိုတာတွေရှိတယ်ဒါပေမဲ့ဟိုတုန်းကလို့တော့ဒီဟိုကမရှိတော့ဘူးအုတ်နိုင်ရနဲ့အုတ်တိုင်းအပြိုပြက်တွေရှိတယ်နောက်တစ်ခါလောင်းကျဲတို့ဆိုရင်လည်းသူကဒီတိုင်းမြေပံကကြည့်ရင်တော့မမြင်ရဘူးသူကမြစ်သေးမှာသာဖြတ်လျှောက်တယ်ဖြတ်ပြီးတော့လှေနဲ့သွားတယ်ဆိုရင်ဒီကမ်းနားလေဒီမြစ်ကမ်းပါးတွေမှာအုတ်နိုင်ရန်အကျိုးအပေးတွေတွေ့ရလိမ့်မယ်တွေ့ရတယ်အတိကတော့မြောက်ဦးကဒီတိုင်းပဲရှိနေသေးတာပေါ့နော်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒီ
ပြောမယ်ဆိုတော့ရခိုင်သားတွေပေါ့နော်ရခိုင်သားတွေမှာလည်းအထူးသဖြင့်ဒီမြောက်ပိုင်းလို့ဆိုရမှာပေါ့နော်ကျွန်တော်ခွေးပြီးတော့ပြောချင်တာတော့မဟုတ်ဘူးဒါပေမဲ့ဒီမြောက်ပိုင်းကလူတွေကကြတော့နော်သူကအမြင့်နဲ့ထိတွေ့နေရတယ်နော်ကျိုးတို့ရှင်မြောက်ဝါတော့ဟလာဘယင်းတွေနောက်ပြီးတော့နောက်ပြီးတော့မဟာမုန်င်းတို့ဟလာမဟာမုန်င်းဘုရားတွေသမိုင်းတွေအကြောင်းအဲ့ဒီအကြောင်းတွေကျွန်တော်ငငယ်လေးကတန်နေရတယ်ကြားနေရတယ်ပုံပြတွေမှာကြားနေရတဲ့အခါကျတော့သူတို့ရဲ့စိတ်ကတော့ဒီခေတ်စိတ်နဲ့မတူဘူးဒီခေတ်တချို့တာမန်လူတွေရဲ့စိတ်နဲ့မတူဘူးသူတို့အဲ့ဒါတွေအမြဲတမ်းကြားနေရတော့ငါတို့မှတစ်ချိန်လုံးကဒါတွေရှိခဲ့ပါလားဆိုတော့သမိုင်းကြောင်းဆိုင်ရာတန်ဖိုးထားမှုတွေရှိတယ်အဲ့ဒီကလူတိုင်းကတော့ပြည်တဲ့အတိုင်းပဲဗျာရှေ့အရင်ကနေပြီးတော့ကိုတိုင်းကိုပြည်နေတော့ကနော်နေခေတ်ချတာကတော့အကုန်လုံးကတော့စန္ဒာရှိကြမှာပဲဒါခိုင်လူမျိုးလို့ပြောတာမဟုတ်ဘူးဗမာလူမျိုးဆိုရင်လည်းအဲ့လိုပဲဟလားမြရှင်းတော့ကဆိုရင်မင်းနေပြည်သူတွေနဲ့နေခဲ့တဲ့အခါကျတော့အင်္ဂလိပ်သိန်းလာတော့သူတို့ကကြွယ်ဖြစ်ပြီးဆိုပြီးတော့အင်္ဂလိပ်ကိုပို့ပြန်ပြီးတော့တိုးလဲပုံကကြတာပဲဒါလူတဘာဝကိုပြောပြတာပေါ့နော်ဒါတစ်ချက်ဒါသမိုင်းကြောင်းဆိုင်ရာတန်ဖိုးထားမှုကတစ်ချက်အဲ့ဒီခါကျတော့သူတို့ရဲ့ site ကပို့ပြီးတော့ strong ဖြစ်တယ်ပို့ပြီးတော့တန်ပါတယ်မျိုးရှင်ခင်ဗျာတောင်ကုတ်တို့ဂွားတို့ဖက်ကလူဆိုတာအသက်ကြီးမပြောဘူးတော့လူငယ်ပိုင်းတယောက်နဲ့ဒီမြောက်ဦးတို့ကြောက်တူတို့ဖက်ကလူတယောက်နဲ့စိတ်တဲ့ကိုရှင်းကြည့်ရင်သိတယ်။ဘာလို့ဆိုတော့ဟိုဘက်ကလူတွေကဟုတ်တယ်ရှင်းတော့ကရခိုင်ဗီယန်နိုင်ငံရဲ့ပိုင်ဆိုင်မှုတွေဖြစ်ခဲ့တယ်ဆိုပေမဲ့သူတို့ရဲ့စိတ်ထဲမှာကအဲ့လောက်ထိလေးနေမှုမရှိဘူး။ဘာလို့ဆိုထိတွေ့လေးမထိတွေ့ရဘူးလေမြင်လေးမမြင်ရဘူးလေအဲ့ဒီခါကျတော့သူကလေးနေမှုမရှိဘူး။ဒါပေမဲ့ဒီမြောက်ဦးဖက်မြောက်ဦးတို့ကြောက်တူတို့ဘက်ကလူတွေကကြတော့သူတို့အမြဲတမ်းထိတွေ့နေရတယ်အဲ့ဒီအရာတွေနော်စစ်တောင်းပထိုးတော့ဝင်လိုက်ရင်ဗျတကယ်ခန္ဓာကြီးချေမှုတွေကိုမြင်ရလိမ့်မယ်နော်မြန်မာနိုင်ငံမှာအဲ့လိုမျိုးကြီးကျယ်တဲ့နေရာဆိုကျွန်တော်သတိထားမိနေတာမရှိဘူးပကံမှာလည်းအဲ့လောက်ထိမရှိဘူးပကံမှာကျတော့သူကအုတ်ပြားတွေကကြတော့အပေါ်ကဆက်ပြူလောက်ကိုပဲချိလို့ရလိမ့်မယ်တခြားထန်တွေနဲ့ပေါ့နော်အဲ့လိုမျိုးအခိုင်အမာဒီလောက်ထိလုံးဝမပြိုပြက်ပြင်းနဲ့ရှိနေခဲ့တဲ့ဒီတာတနင်္ဂအစားအောင်လိုပဲဆိုဒါမှမဟုတ်ဒီတမိုင်းဆိုင်ရာတန်ဖိုးထားမှုဆိုင်ရာအစားအုပ်တွေကအဲ့လောက်ထိမရှိဘူးเนาะမရှိဘူးမခိုင်ပါဘူးပေါ့နော်နောက်ပြီးတော့ခင်ဗျာအဓိကကတော့နန်းတော်ပေါ့ညအုံနန်းတော်ဆိုတော့လေအခုသွားရင်လည်းအခုမြင်နိုင်သေးတယ်အဲ့အရာတွေကဘာကိုပြနေလဲဆိုရင်ကျွန်တော်တို့ကိုဒီလိုခိုင်လူမျိုးတွေပဲပေါ့နော်အတိတ်ကိုတတိယစေတယ်အတိတ်ကိုတတိယတာနဲ့ဘာဖြစ်လာလဲဆိုတော့အမျိုးသားရေးတာဝန်စိတ်တွေကပို့ပြီးတော့နိုးကြွလာစေတယ်ဒါတစ်ချက်အဲ့လိုဆိုရင်နောက်တစ်ခုကဘာလဲဆိုတော့နောက်တစ်ခုကရခိုင်ကကြတော့တခြားမြန်မာနိုင်ငံเนาะမြန်မာနိုင်ငံမြေပုံမှာကျွန်တော်မြေပုံပထဝီညက်နေတော့မြေပုံဒီတိုင်းဆွေးကြည့်တာမြန်မာနိုင်ငံမြေပုံမှာဒီပိုင်းကကြတော့နှစ်ပိုင်းပိုင်းလိုက်အပေါ်ပိုင်းကကြတော့ကုန်းတွန်းပိုက်เนาะပေါ်ပိုင်းကကြတော့ဗာလဲကုန်းတွန်းပိုက်အောက်ပိုင်းကကြတော့ဒီဟာလေးပါမှာပေါ့เนาะအောက်ပိုင်းကကြတော့ပန်လေထွက်ပေါက်ရှိတယ်ပန်လေထွက်ပေါက်ရှိတယ်ဒီပန်လေထွက်ပေါက်ရှိတော့အခုကြည့်လိုက်ဒီဘက်မှာဆိုလဲအခုနောက်ပိုင်းဆိုရင်အကုန်လုံးက permanentization လို့ခေါ်တာပေါ့နော်ဗမာဇက်တန်ထားတယ်ပေါ့ permanentization လို့ခေါ်တယ်ဗမာဇက်တန်ထားတဲ့အခါကျတော့သူတို့မှာအမျိုးသားရေးစိတ်ဓာတ်တွေတော့ဘာတော့ညာတော့တိတ်မရှိတော့ဘူးနောက်ပြီးတော့ရန်ကုန်ဆိုတာကလည်းသူကစင်တာဖြစ်နေတယ်နောက်ပြီးတော့ရန်ကုန်ကလည်းအခုရန်ကုန်ကရှေ့တုန်းကဆိုမွန်တယ်ပိုင်ခဲ့တယ်ဘာညာအခုရန်ကုန်ကဘယ်သူပိုင်လဲအများသိတဲ့အတိုင်းပဲ population ကိုကြည့်လိုက်ပေါ့နော်အဲ့လိုဆိုတော့ဘာဖြစ်လဲဆိုရင်ဒီဘိုင်းဆိုတော့သူကဒီဘက်ကကြတော့သူကကရန်တို့ပိုင်တာပေါ့နော်ကရန်တို့ပိုင်တာဒါပေမဲ့သူတို့မှအဲ့လောက်ထိ nationalism တိတ်မရှိဘူးအမျိုးသားရေးစိတ်တွေကတိတ်မရှိဘူးရှိရင်တော့ရှင်းလိမ့်မယ်ဒါပေမဲ့ရာခိုင်နှုန်းအပြင်နေတယ်မွန်တယ်ဆိုရင်လည်းအဲ့လိုပဲတချို့မွန်တယ်ဆိုမွန်စကားတော့မတက်တော့ဘူးလို့ကြားမိတာပေါ့နော်ကျွန်တော်တို့ဒါပေမဲ့ဒီရခိုင်ကကြတော့အထူးတော့သူကရှစ်ကနေဒီရခိုင်ရိုးမတောင်တန်းကနေပြီးတော့ကားစီးထားတယ်ကားစီးထားတော့ရှစ်ကကဆိုရင်ဒီရခိုင်ကနေပြီးတော့ရန်ကုန်တို့ကိုသွားမယ်ဆိုရင်တန်ဖိုးတွေလှေတွေစီးပြီးတော့သွားရတာရှစ်ကဆိုတာအားကြတာမဟုတ်ဘူးနော်နှစ်ပေါင်း20လောက်ပဲရှိသေးတယ်နောက်ပိုင်းမှာပဲဒီအန်ယောမတောင်ဂျိုးတွေကိုလမ်းဖောက်ပြီးလုပ်တဲ့အခါကျမှပဲလမ်းပန်းဆက်တွေနည်းနည်းကောင်းလာတာနော်အဲ့မှာတခုရှိတာကဘာလဲဆိုဒီအကောင်ကိုသာဖွင့်လိုက်ဒီဟာတွေကိုကြတော့ဒီရန်ကုန်တို့ဒီဘက်ကARD တဲ့တို့တဏ္ဍာရီကကြတော့ဗမာပိုင်နဲ့ပေါ့ပြောရမှာဆိုနော်ဗမာပိုင်နဲ့ဆိုတော့သူတို့ကပြဿနာမရှိဘူးဒါပေမဲ့ဒီရခိုင်တွေကကြတော့နင်းနေထူးခြားတာသူကလူမျိုးတွေကတိမဲ့ကိုရှိနေတာသူက
ဒီရခိုင်ဆိုရရခိုင်မြေနေရာမှာတခြား population အများကြီးနဲ့ပေါ့နော်ကရှန်တွေရှိတာတော့ဗမာတွေရှိတာတော့အဲ့လောက်တွေမရှိဘူးရှိရင်လည်းဟိုကြားဒီကြားနေကြက်နေတာလောက်ပဲရှိတယ် population ရဲ့အများစုကနေပြီးတော့ရခိုင်ဖြစ်တယ်ဒီမှာတခုတရှိတာပေါ့နော်ခင်ဗျားတို့တူတူမွတ်စလင်တွေကတော့ရှိတယ်ဒါပေမဲ့သူတို့မှာ nationalism တွေဘာညာကိုမရှိဘူးသူတို့မှာသူတို့ကကြတော့ဒီမြေမှာနေတယ် Asian ကိုလို့ရှင်တယ်အဲ့လောက်ပဲဒါကျွန်တော်စကားကိုအပေါ်မှာပြောချင်လို့ပြောတာပေါ့နော်ဒါပေမဲ့ဒီ Rakhine တွေကကြတော့သူတို့မှာ nationalism ရှိတယ် nationalism ရှိတော့ဗာ nationalism ရှိတယ်ဆိုတာတမိုင်းရှိမှ nationalism ရှိလို့ရ nationalism ဆိုတာအမျိုးသားရေးဝါဒတမိုင်းရှိမှပဲအဲ့ဒီအမျိုးသားရေးဝါဒဆိုတာရှိလို့ရတာတမိုင်းမရှိရင်အမျိုးသားရေးဝါဒမရှိဘူးအဲ့ဒါပဲတာဟုတ်ပြီနော်အဲ့လိုဆိုတော့ဒီကောင်ကိုသာလက်လွတ်လိုက်ရမယ်ဆိုရင်သူကဘာဖြစ်သွားမလဲဆိုတော့ဒီမြန်မာအစိုးရအတွက်ကရခိုင်တခုလေးကိုဆုံးရှုံးတာမဟုတ်ဘဲနဲ့တခြားတွေကိုပါဆုံးရှုံးရတာဖြစ်သွားလိမ့်မယ်ဘာလို့လဲခင်ဗျားအခုကြည့်နော်ဒီကရှင်တို့ဆိုရင်လည်းကုန်းတွန်းပိုက်ဝါဆိုရင်လည်းကုန်းတွန်းပိုက်ရှင်းပြေဆိုရင်လည်းကုန်းတွန်းပိုက်တော့ကုန်းတွန်းပိုက်ဆိုတာက limited ဖြစ်တယ်ကုန်းတွန်းပိုက်ဆိုတာကဘာဖြစ်လဲ limited ဘာ limited ဖြစ်လဲဆိုတော့ပထဝီဝင်အနေထားရ limited ဖြစ်တယ်ပထဝီဝင်ဆိုတာခင်ဗျာဒီမှာဆိုရင်တရုတ်ရှိမယ်လာအိုရှိမယ်တပိုးပြပါတာနော်ဒီဘက်ကဆိုရင်လည်းထိုင်းရှိမယ်တရုတ်ရှိမယ်သူအဲ့ဒီနိုင်ငံတွေနဲ့ပဲဆက်ဆံရလိမ့်မယ်အဲ့ဒီနိုင်ငံတွေနဲ့ဆက်ဆံရမယ်သူကတခြားနိုင်ငံတွေနဲ့အဲ့လောက်ပြီးဆက်ဆံလို့မရဘူးဆက်ဆံရှင်တယ်ဆိုရင်တော့တခြားနိုင်ငံတွေကသူနဲ့လာပြီးတော့ဆက်ဆံဖို့ဂုဏ်သွင်းမှုတွေဒါမှမဟုတ်တခြားလုပ်ငန်းဆိုင်ရာလုပ်ဖို့အတွက်မလွယ်ဘူးဒါပေမဲ့ဒီရခိုင်ပြည်နယ်ကကြတော့မတူတာကသူကအိန္ဒိယဒီဘက်မှာအိန္ဒိယရှိတယ်ဒီဘက်မှာကဘင်္ဂလားဒေ့ရှ်ရှိတယ်နော်ဒီမြန်မာအစိုးရစစ်တပ်နဲ့ကမြန်မာအစိုးရနဲ့ကဒီထိုင်းနဲ့ချိုင်းနာနဲ့ကပို့ပြီးတော့နှိမ့်ကက်တယ်နှိမ့်ကက်တဲ့ထိတွေ့ဆက်ဆံမှုရှိတယ်ဘာလို့လဲဆိုတော့သူကုန်သွယ်ရေးပိုင်းတွေရောငွေရေးကြေးရေးပိုင်းတွေရောအကုန်လုံးကဒီနိုင်ငံကိုပဲသူကအားကိုးတယ်ထိုင်းဆိုတိုက်တရုတ်နဲ့ထိုင်းဆိုရကုန်သွယ်ရေးပိုင်းရောငွေရေးကြေးရေးပိုင်းရော political ပိုင်းရောစသဖြင့်အကုန်လုံးအားကိုးနေရတယ်နောက်ပြီးတော့ချိုင်းနာမှာဆိုရင်သူကဗီတိုပါဝါရှိတဲ့အခါကျတော့နိုင်ငံရေးအရာတည်ပြုမှုတွေပါလေလို့ရှင်တဲ့အခါသူ့ကိုအားကိုးရတယ်နော်အဲ့လိုမျိုးဒါပေမဲ့ဒီမြန်မာဆိုတဲ့နဲ့ကအိန္ဒိယနဲ့ကဒီတရုတ်တို့နဲ့ဆိုင်တဲ့နင်းကဲမှုမရှိဘူးတဲ့နင်းကဲမှုမရှိဘူးเนาะတဲ့နင်းကဲမှုမရှိဘူးအဲ့လိုပဲဘင်္ဂလားဒေ့ရှ်နဲ့ကြတော့လေတဲ့နင်းကဲမှုမရှိဘူးပြောရမယ်ဆိုရင်เนาะနင်းကဲမှုမရှိဘူးဘာကြောင့်ခင်ဗျာနင်းကဲမှုရှိမရှိဆိုတာကြည့်လိုက်လေတော့ကုံသွေးရေးကိုလေကြည့်ကုံသွေးရေးကိုပဲကြည့်လေဒီဆိုအိန္ဒိယနဲ့မြန်မာနဲ့ကနေဆက်ဒေသရှိပေမဲ့ဒီချိုင်းနာတို့ဒီထိုင်းတို့နဲ့လုပ်တဲ့ကုံသွေးမှုတဲ့အားနေတယ်အဲ့လိုပဲဘင်္ဂလားဒေ့ရှ်ဆိုလည်းခင်ဗျာတကယ်ဆိုဘင်္ဂလားဒေ့ရှ်ကပို့ပြီးတော့များရမှာဘာလို့လဲဆိုတော့သူကရေချောင်းရှိတယ်လေခင်ဗျာရေချောင်းကုန်သွယ်ရေးရှိတယ်လေဒါပေမဲ့ဘင်္ဂလားဒေ့ရှ်ကအဲ့လောက်ထိကုန်သွယ်ရေးမရှိဘူးအဲ့ဒါကလည်းဘင်္ဂလားဒေ့ရှ်မှာလည်းသူကကုန်ထုတ်လုပ်နိုင်မှုကလေဒီမြန်မာတွေလိုအပ်တဲ့ကုန်ပစ္စည်းတွေကနေတာလေးပါရှင်ပါမှာပေါ့နော်အဲ့ဒါတစ်ချက်အဲ့ဒီမှာအဲ့လိုဆိုတော့ဘာဖြစ်လဲဒီကုန်းတော်မိုက်နိုင်ငံမဟုတ်တော့ဘာဖြစ်လဲဆိုတော့နော်ဘာဖြစ်လဲဆိုရင်တကယ်လို့များဒီအာကန်အာမီကနေပြီးတော့ပေါ့နော်ရခိုင်ပြည်နယ်ကိုတခုလုံးသာထင်းချုံမှုရသွားမယ်ဆိုရင်သူကဘာဖြစ်လဲဆိုတော့ပန်လေထွက်ပေါက်ရှိတယ်နောက်ပြီးတော့တန်ဖိုးတွေစိုက်ကဲနိုင်တဲ့စိုက်ကန်းရှိတယ်အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့သူက global အထိသွားလို့ရတယ်နော် China India Thailand ဒါမကဘဲနဲ့ဟိုဘက်မှာဆိုရင်သူတို့အိန္ဒိယဟိုဘက်သွားတာနဲ့ဆိုအာဖရိကတိုက်တွေရှိတယ်ဟုတ်လားနော်တခြားနိုင်ငံတွေနဲ့သူကဘာဖြစ်လဲဆိုရင်ဒီကုန်သွယ်ရေးပိုင်းဆိုင်ရာရှိတ်ဆက်မှုရှိတယ်ရှိတ်ဆက်မှုလုပ်တော်လို့ရတယ်အဲ့ဒါတကန်လားတခြား political ဘိုင်းအရေးကြီးတာတွေရှိသေးတယ်နော်ဘာလဲဆိုတော့ရေပြင်းဆိုတာကဘာမှာတော်တော်ရေးကြီးတယ်ကဘာမှာအဲ့ဒါကြောင့်ကျွန်တော်တို့ကြားဖို့လိမ့်မယ်ရေကိုပိုင်တဲ့သူဟာကဘာကိုပိုင်တဲ့သူပဲတဲ့ရေပိုင်တဲ့ကိုပိုင်တဲ့သူဟာဘာလဲကဘာကိုပိုင်တဲ့သူပဲဘာလို့ဆိုတော့ရှစ်ခေတ်ကဒီ British နော် UK ပေါ့နော် British Empire တွေကိုထူထောင်ခဲ့တာကမြရေတဲ့နဲ့ပဲတိုက်ခဲ့တာလေမြန်မာနိုင်ငံကိုဘေးကစတိုက်လေရေလန်းကစတိုက်တာလေကုန်းလန်းဆိုဖောင်းနေရအောင်ပဲလုံနေရအောင်ပဲရထားလန်းတွေလုံနေရအောင်ပဲရေကကြတော့အဲ့လောက်ထိမရှိဘူးလေပန်ပိုးစင်ရှိသွားလို့ရပြီအဲ့တဘောအဲ့ဒါပြောပြတာနော်အဲ့ဒီတော့ဒီကောင်ကကြတော့ global နဲ့ထိတွေ့ဆက်ဆံမှုရသွားမယ်ဒီကောင်အဲ့လိုဆိုရင်သူကဘာဖြစ်သွားလဲဆိုတော့ရှေ့ကနေလမ်းပြလိုက်တာနဲ့တူသွားမယ်နော်တကယ်ဆိုရင်မြန်မာနိုင်ငံမှာ UWSA ဆိုတာတို့ကြာပြီသူကိုပိုင်အာမင်လေးရှိတယ်ကိုပိုင်နိုင်ငံရဲ့ system ကိုပိုင်ဥပဒေတွေရှိတယ်
ဒါပေမဲ့ YouTube Pro SA ကတရုတ်ကိုကြိုလို့မရဘူးဘာလို့ဆိုတော့သူကကုန်းတွန်းပဲဖြစ်နေတယ်တရုတ်ကခင်ဗျာဒီ YouTube Pro SA နေရာကိုသာရခိုင်ကမ်းရိုးတန်းကိုပို့လိုက်ပါလားနော်ကဘာကြီးနဲ့ဆက်သွယ်သွားလိမ့်မယ်ဟုတ်လားကဘာကြီးနဲ့ဆက်သွယ်သွားလိမ့်မယ်ဒါပေမဲ့ဒီကောင်ကကြတော့ခုကတရုတ်နဲ့ကုန်းတွန်းပဲဖြစ်နေတဲ့ခါကျသူလှုပ်ချင်တယ်လို့လုပ်လို့မရဘူးဒီကမှထိန်းထားတယ်နော်ဘယ်တိုင်းရရောဟိုမှာငွေကြေးပိုင်းရ political ပိုင်းရကုန်သွယ်ရေးပိုင်းရအကုန်လုံးထိန်းထားတာသူ့ကိုကြိုလို့မရဘူးဒီတော့ဘာဖြစ်လဲဆိုတော့သူ့ကိုမွေးစားထားသလိုပဲဖြစ်နေလိမ့်မယ်နော်မွေးစားထားတဲ့သဘောပဲဖြစ်နေလိမ့်မယ်အဲ့ဒါနောက်တစ်ခါတော့ပေါ့တော့ဒီတော့ခုနကပြောတဲ့လမ်းပြဖြစ်သွားပြီဆိုရင်ဘာလုပ်လာမလဲဆိုတာမြန်မာနိုင်ငံမြေပုံကြည့်လိုက်မြန်မာနိုင်ငံမြေပုံမှာနော်အလေကအခွေးလိုက်ပြီဆိုရင်နော်ဒီဘက်မှာဆိုရင်ကရှန်ရှိမယ်ရှမ်းစကိုင်းရှိမယ်ရှမ်းရှိမယ်ရခိုင်ရှိမယ်ဟိုဘက်မှာကျတော့ရှမ်းရှိမယ်ကယန်းရှိမယ်မွန်ရှိမယ်ဟုတ်လားနော်တခြားတော့ဗမာဟာတို့ရှိမှာပေါ့နော်ဒီအလေပိုင်းမှာကျတော့ဗမာတွေရှိမှာပေါ့သူကအညာဒေသတော့ဆိုရင်ပေါ့နော်အဲ့တော့ဒီဘက်တရှမ်းတာအခုဆိုရင်ကရှန်လေးဟွာဖြစ်တယ်ရှမ်းမှာဆိုရင်လည်းတပိုင်းကတင်ထားပြီးပြီဒီမှာဆိုလည်းစကိုင်းကလည်းအတိုင်းတာတို့တင်ထားပြီးဆိုတော့ဒီကောင်ကိုထိန်းတန်းနိုင်လဲပြီဆိုရင်ဒီကောင်တွေကိုထိန်းဖို့ကတိတ်လွယ်သွားလိမ့်မယ်လူထိန်းဖို့တိတ်လွယ်လိမ့်မယ်ဘာလို့ဆိုတော့ဖြတ်လိုက်ပြီလေခေါလုံးဖြတ်ပြီဆိုတော့ဒီဘက်ကညှက်ပြီးတော့တိတ်လို့ရတယ်နော်အဲ့ဒီတော့သူကဘာဖြစ်လဲဆိုတော့ဒီကောင်ဒီအဲ့ဒါကြောင့်ဒီအာကန်အမင်းကိုပို့ပြီးတော့သူကဖိအားပဲတိုက်နေတာနော်သူကတစ်ချက်ခုတ်နှစ်ချက်ပြည့်သွားမှာပေါ့နော်သူ့ကိုနိုင်လိုက်တာနဲ့ဒီကောင်တွေကိုဘာလဲနိုင်ပြီးသွားသလိုဖြစ်သွားလိမ့်မယ်ဘာလို့ဆိုတော့ခင်ဗျာတခုခုကုံသေးရွေးလုံးမယ်ဒါမှမဟုတ်စားနေရဲ့ခါလုံးမယ်ဆိုတော့ပန်းလေးရှိတဲ့နေရာနဲ့ပန်းလေးမရှိတဲ့နေရာကတူတူကွာရှားတယ်ပန်းလေးရှိတဲ့နေရာကကြတော့ဘာဖြစ်လဲဆိုတော့ food เนาะဒီအစားအသောက်ပေါ့အစားအသောက်တွေကတိတ်မစိုးရင်ရအောင်ဘာလို့မစိုးရင်ရလဲဆိုတော့ဟုတ်တယ်တခြားတန်ဖိုး ready made ပစ္စည်းတွေတော့ရှားချင်ရှားလိမ့်မယ်ဒါပေမဲ့အစားစရာပေါ့လူတယောက်အသက်ရှင်ရက်တည်ဖို့အတွက်ကကြတော့အဲ့လောက်ထိမခက်ခဲဘူးเนาะဘာလို့ဆိုတော့ပန်လေကဲစတဲ့နေတဲ့နေရာတွေတိုးနောက်ထူတဲ့နေရာတွေကကြတော့အပီးအနှံတွေသားငါးတွေပိုးတဲ့အတွက်ကြောင့်သူကလူတယောက်ရဲ့တနေ့စာဝင်းရဖုံလုံးဖို့အတွက်ပဲမခက်ခဲဘူးဒါပေမဲ့ကုန်းတွန်းပဲဘာမှမရှိတဲ့နေရာလွန်တီးခုံမြန်ဖြစ်နေတဲ့နေရာတွေကကြတော့ခက်တယ်เนาะအဲ့လိုဆိုရင်ကျွန်တော်ကြည့်မယ်ဒီမှာရှင်းမှာပြောခဲ့တယ်နံပါတ်1ကသမိုင်းဆိုင်ရာကသူကအစင်လာရှိတယ်နောက်တစ်ခုကကြတော့ပန်လေထွက်ပေါက်ရှိတယ်နောက်တစ်ခုကကြတော့ဥပမာဖြစ်သွားမှာတခြားသူတွေရဲ့လက်အတူယူစီကဥပမာဖြစ်သွားမှာကြောက်တဲ့အတွက်ကြောင့်เนาะဒီကောင်ကိုလိုက်ပိုက်နေရတာဖြစ်တယ်တကယ်လို့ဒါဒီရှင်မှာ Arkan Amin ကငင်းရှင်းရေးကလိုချင်တယ်ဆိုရင်ဥပမာဒီ YouTube ရဲ့စေလို့ပေါ့နော်ငင်းရှင်းရေး sorry ငင်းရှင်းရေးကလိုချင်တယ်ဆိုရင်ဘာမှမခက်ဘူးဘာလို့လဲဒီလားမြန်မာစစ်တပ်နဲ့ပေါင်းပြီးတော့သူကဘယ်လိုပြောမလဲသူတို့လိုချင်တဲ့ Confederate မဟုတ်ဘူးဆိုရင်တော့မှာပေါ့နော်ဒီတာမန်အဆင့်ရှိတဲ့အတိုင်းတာအဆင့်ရှိတဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ကိုယ်ပိုင်ဥပဒေနဲ့လုပ်လို့ရတဲ့နိုင်ငံရေးစနစ်ကိုဖန်တီးပေးလိမ့်မယ်ဒါပေမဲ့တစ်ခုရှိတယ်သူကစစ်တပ်တို့တခြားလုံခြုံရေးပဲဆိုင်ရာတွေကိုကြတော့မြန်မာစစ်တပ်ကယူထားလိမ့်မယ်ဗမာ PNA ကယူထားလိမ့်မယ်ဘာလို့လဲဆိုတော့ခင်ဗျ security ဘိုင်းကအလွတ်မပေးဘူးသူက security ဘိုင်းကအလွတ်မပေးဘူးအဲ့ဒါမဲ့ခက်တာက Arkan Amin တောင်းဆိုနေတာကြတော့မြန်မာစစ်တပ်ကိုအကုန်လုံးရခိုင်ပြည်နယ်တွေကထွက်ဖို့ဆိုပြီးတော့ပြောလိုက်တဲ့ခါကျတော့သူတို့အဲ့ဒီတစ်ချက်နဲ့မရတာအဓိကအဲ့ဒါပဲအဲ့ဒီတစ်ချက်ကိုသူတို့မပေးနိုင်ဘူးဘာလို့အဲ့ဒါအရေးကြီးနေတာခင်ဗျနိုင်ငံနေရာနေဒေသတစ်ခုမှာသူတို့ရဲ့လုံခြုံရေးပိုင်းဆိုင်ရာသူတို့ရဲ့ရန်တရားတွေပေါ့နော်ရန်တရားဆိုတာကစစ်တပ်တို့ဒီတခြားလုံခြုံရေးပိုင်းဆိုင်ရာထိရှုံမှုမရှိတော့ဘူးဆိုရင်ခင်ဗျပေးလိုက်တာနဲ့အတူတူပဲလေနော်အဲ့ဒါကြောင့်သူကဘယ်လိုပြောမလဲဒီငင်းရှင်းမရနိုင်ငင်းရှင်းဆိုတာက agreement မရနိုင်ဘူးဖြစ်နေတာအဓိကအဲ့ဒါပဲဒီလောက်ဆိုဟုတ်ပြီနော်ကျွန်တော်ဒီလောက်နဲ့ပြရလိုက်တော့မယ်